Okay ဒါတော့တိုင်းဖိုးကြီးကို global chain မှာဖြစ်ပါတယ်ကိုတော့တိုင်းဖိုးကြီးကို Facebook ကနေ unlock လုပ်လာလောက်တော့ဗောနော် unlock လုပ်လာလည်းဖြစ်သွားပြီသူရဲ့ product နေရာမှာလည်းဗောနော်မှာလည်းဖိုင်ဝဲကိုရွေးပြီးတော့မှ application မှာသွားပြီးတော့ဟိုရေးမှာဖြစ်ပါတယ်အဲ့ဒါ Facebook မှာကျွန်တော်တို့ MTK ကိုတွားမယ် MTK ကိုတွားပြီးတော့ဒီမှာလက်မယ်ဘာလို့လက်မှာတော့ဆိုတော့ Xiaomi တဲ့ကsoftware တွေကတော့ရင်ထည့်တာပေါ့နော် Xiaomi တွေအတန်း 4G က Note 9 နဲ့ Note 10ဆိုတော့ဘယ်လဲXiaomi 999 10T Xiaomi 10မတွေ့သေးဘူးဒီမှာတိုင်းဖို့ကြီး product name နဲ့တူတယ်မာလင် product name တူရင်တော့ရေးလို့ရပါတော့မာလင် firmware က desktop မှာသွားရှာမယ် MIUM မှာဒီကမာလင်တွေ့ပြီမာလင် global image ကစကတာအောင်ဖလက်လိုက်ပါတော့ဖလက်ပြီးတော့ဖုန်းကပါမပိတ်အပေါင်းနှုတ်ပေါ့နော်စုံဖိမယ်စုံဖိပြီးတော့ကြိုးထိုးမယ်အဲဆိုရင်လည်းကျွန်တော်တော့တယောက်တည်းမလို့ကင်မရာမမြင်အောင်ပေါ့နော်ကင်မရာလေးချစုံဖိမယ်စုံဖိပြီးတော့ကြိုးထိုးမယ်နောက်ဆုံးရတော့ဖိုင်ဝဲလဲစာရင်းနေအဲ့တော့ကျွန်တော်တို့ခဏစောင့်မယ်ဗောနော် Redmi 10 4G က Note 9 နဲ့နာမည်ပြောင်းသွားမယ်ထင်တယ်ရေးပြီးတော့နော်ဒါမှကိစ္စမရှိဘူးကိုက Play Store သုံးနေတာ Play Store သုံးရရကဲဖိုင်ဝဲပြီးမှပဲ Play Store ရတဲ့ပုံကိုပြန်တင်မယ်ဒါကတော့ဖိုင်ဝဲပြီးလို့မီလိုကိုစတက်လာပါပြီဘူးအင်အားဆိုရင်ပြန်ပြောရင်ခုနကပြောရဲ့စတက်လာပြီမြန်မာလုံးကိုမြန်မာစက်တင်ဘာတော့ Play Store ဆင်ပြေသွားပြီပေါ့နော်တည်ကြသွားပြီအဲ့တော့ဆရာတော်ကြီးတွေကိုပြောခြင်းအားဖြင့်သူစင်ကမတက်တာတော့စင်ကမကောင်းတာပေါ့နော်ကျွန်တော်အရင်ကြိုးစမ်းတာကျွန်တော်စင်ကမောရင်ဟို PI ကြီးပါတက်တက်လက်ကားချိန်ပေးနေအောင်ဆိုတော့နော်ရတယ်အဲ့တော့နောက်တစ်ခုကျန်တာဥအောင်တော်တော်များများပေါ့နော်ဆွေးနွေးမယ်ဆိုပြီးပြောတဲ့အတွက်ကိုအောင်အများကြီးမပြောချင်တင်ဖုံးကိုစင်စင်ပြနေပါပြချင်တော့ကိုယ်ရဲ့အကောင့်ရိုက်ထက်ကိုယ်ရဲ့အကောင့်တစ်ကောင်ဖွင့်ရိုက်ထက်ဒီတော့ပြန်ပေးလိုက်လို့ရတယ်ဗောနော်မေမချင်လို့မောင်မတော့ဒီချန်ဆန်နဲ့မောင်ဘွားဆယ်သက်ဆယ်နွားရဲပါသူတို့ကတော့ကိုစီပဲပြင်နေကြပါတော့မနေ့က TV ကပြတ်သွားတာ TV ကပြတ်သွားတော့မနေ့ကမှတမန်နေ့ကလေးကပြတ်တယ်ပြတ်တော့ရတယ်လို့ရေးကြည့်တခြားတိုင်းကလောက်သွားတော့လည်းမလောက်ဘူးအမင်း TV ကကြာကြီးမဟုတ်တရက်လောက်သူရမှထင်တယ်လို့အဲ့ဒါနဲ့ဒီမှာပဲပြင်မယ်တဲ့ထားခဲ့မယ်တဲ့မင်းပြီးမှဖုံးဆက်လိုက်ဆိုတော့ကိုရဖောက်တယ်လေမလို့TV ပြီးတဲ့ဒီဆောင်ပေးတဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ် TV ကလည်းပတ်စံ9000ကိုသွားပါတယ်ခါကနော်ငယ်ငယ်မဲမွားရှိကိုလေပြောလုံးငယ်တော့ဘွားကနာလေးတွင် Okay Play Store ထဲတာအောင်မြင်စွာပြီးဆုံးသွားပါပြီ Google Play Store ပေးစင်ပါတော့ပါပြီ browser ဘလောက်ချာပြတ်မှာမဟုတ်တော့ပါဘူးဒီကောင်ကွန်ပျူတာနဲ့ဖိုင်ဝဲပြန်ရေးမှာပြတ်မှာပေါ့နော် Okay ပါကျေးဇူးတင်ပါတယ် Thank you YouTube give me money
let's go ပြီးသွား